ဆုံးစားမရှိတဲ့လမ်းပေါ်ချေချရင်ရည်ရွယ်ရာတွေဖြစ်တတ်မှန်းလည်းမသိနိုင်ခဲ့ဘူးမေအဝေးရောက်သူသားဘွားကြုံတွေ့ရဖြစ်ပြင်းများခါတီစွာရင်ဆိုင်လို့ဖြတ်ကျော်ရင်သာလောကကြီးကိုအန်တူကအဝေးရောက်သားငယ်အစိုးကောင်းလည်းအပြောင်းနဲ့တွေ့ကြုံခဲ့ခိုင်တမ်းများအမေရဲ့မြတ်တာနဲ့ကင်းကွာနေစေဝေဒနီယာငြိမ်းချမ်းများသာရှာဖွေမတွေ့နိုင်ပါအနာဂတ်တွေခရီးတန်းတွေကိုကြော်တတ်ရင်သာလမ်းပေါ်ရှောင်ရည်လမ်းပြောင်းခဲ့တာမသိခဲ့ရတဲ့အမှားမှန်ဆိုတဲ့တရားအပူပင်ဆိုတာမရှိခဲ့ဘူးတဲ့အမေရင်ခွင်ထဲမှာငြိမ်းချမ်းစွာမေးဆဲအပြစ်ကင်းတဲ့ကလေးလေးဘဝအခုခါနေအောင်တန်တာမိရဲ့အမေလူရဲ့ခေါ်စဉ်ဆုံးစားမရှိတဲ့လမ်းပေါ်ချေချရင်ရည်ရွယ်ရာတွေဖြစ်တတ်မှန်းလည်းမသိနိုင်ခဲ့ဘူးမေဝေးရောက်သူသားဘွားကြုံတွေ့ရဖြစ်ပြင်းများခါတီစွာရင်ဆိုင်လို့ဖြတ်ကျော်ရင်သာလောကကြီးကိုအတူလာဝေးရောက်သားငယ်အစိုးကောင်းနဲ့အပြောင်းနဲ့တွေ့ကြုံခဲ့ခိုင်တမ်းများခွေမတွေ့နိုင်ပါအနာဂတ်အတွက်ဘဝခရီးတန်းတွေကိုကြော